အားလုံးပဲမင်္ဂလာပါ TM Bam ဘူးကနေပြီးတော့ပတ်စံလှန်ထုံးတွေကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီ season လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးဖို့လေးတောင်းဆိုပါရစေโอเคဒါဆိုရင်တော့ကျွန်တော်ရဲ့ season လေးကိုစလိုက်ရအောင်ပထမဦးဆုံးမိမိဘဏ်ကတ်ကို ATM ဘဏ်မှာထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာမိမိကန်ဆယ်ထားတဲ့ဘဏ်ကတ်နဲ့ဘေး ATM ဘဏ်ကတ်မှာမဆိုတက်ဆန်လှမ်းထုတ်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကိုကန်ဆောင်ထားတဲ့ ATM ဘဏ်ကတ်နဲ့ထုတ်တဲ့ ATM ဘဏ်ဖို့မတူညီလို့ရှိရင်တော့တက်ဆန်ထုတ်ကစင်ကာဘတ်30လောက်ပေးရတာတော့ရှိပါတယ်โอเคဒါဆိုရင်တော့ဆက်ကြည့်လိုက်ရအောင် ATM ဘဏ်ကတ်ကိုကျွန်တော်တို့လှမ်းထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ချိုးဝက်နံပါတ်6လုံးကိုဒီနေရာမှာရထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အပေါ်ကအင်္ဂလိပ်စာကို yes ကိုတစ်ခါထည့်နေပေးလိုက်ပါမယ်။ Okay ဒီလိုမျိုးပေါ်လာရင်တော့ဒီလိုမျိုးအင်္ဂလိပ်စာတွေကိုတေချာချာမှတ်ပေးထားမယ်ဆိုလို့ရှိရင်ဘေး ATM ဘက်ကမဆိုထုတ်လို့ရပါတယ်။ Okay ဒါဆိုရင်ကျွန်တော် language ပြောင်းမှာဖြစ်တဲ့အတွက်အင်္ဂလိပ်ကိုတစ်ခါထည့်နေပေးလိုက်ပါမယ်။ပြီးရင်တော့အပေါ်မှာရှိတဲ့အင်္ဂလိပ်ကိုထည့်တစ်ခါထည့်နေပေးလိုက်ပါမယ်။ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့မိမိဘဏ်ကတ်ထည့်မှာရှိတဲ့ပတ်စံပမာဏကိုတစ်ခါပထမစစ်ကြည့်မှာဖြစ်ပါတယ်။အောက်မှာရှိတဲ့ equality ကိုတစ်ခါထည့်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့အပေါ်မှာရှိတဲ့ saving account ကိုတစ်ခါထည့်လိုက်ပါမယ်။ခဏလေးစောင့်ပေးလိုက်ပါမယ်။ Okay ဒီနေရာမှာမိမိဘဏ်ကတ်မှာရှိတဲ့ပတ်စံအမောင်းပေါ်လာပြီပဲဖြစ်ပါတယ်။ပတ်စံထုံးမှာဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိတဲ့ fresh IPS ဆိုတဲ့နေရာလေးကိုထည့်လိုက်ပေးရမှာဖြစ်ပါတယ်တကယ်လို့ပတ်စံမထုတ်တော့ဘူးဆိုလို့ရှိရင်အောက်မှာရှိတဲ့ no ကိုထည့်လိုက်လို့ရပါတယ်ကျွန်တော်ကပတ်စံထုံးမှာဖြစ်တဲ့အပေါ်ဆုံးက yes ကိုတစ်ခါထည့်လိုက်ပေးလိုက်ပါမယ်ပြီးရင်တော့ခဏလေးဆောင်ပေးပါမယ်မူလနေရာအတိုင်းရောက်သွားမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ဘာသာစကားတစ်ခါပြောင်းကြည့်ပါမယ်ပြီးရင်တော့နောက်အပေါ်မှာရှိတဲ့အင်္ဂလိပ်ကိုတစ်ခါထည့်လိုက်ပါမယ်ဒီတစ်ခါမှာတော့ကျွန်တော်ကပတ်စံထောက်မှာဖြစ်တဲ့အတွက်အပေါ်မှာရှိတဲ့ withdraw ဆိုတဲ့နေရာလေးကိုထည့်လိုက်ပါမယ်။ Okay ဒီနေရာမှာကျွန်တော်တို့အပေါ်မှာက1000 2000 3000သူတို့သတ်မှတ်ပေးထားတဲ့ခလုတ်ကိုနှိပ်ပြီးတော့ကိုကြိတ်တဲ့1000 2000 3000နှိပ်ပြီးတော့တစ်ခါတည်းထုတ်လို့ရပါတယ်ဒါပေမဲ့ကိုစိတ်တန်းကြထုတ်မယ်ဆိုလို့ရှိရင်အောက်မှာရှိတဲ့ enter amount ကိုတစ်ခါထည့်နှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော် enter amount ကိုတစ်ခါထည့်နှိပ်ပေးလိုက်ပါမယ်။ Okay ပြီးရင်တော့အပေါ်မှာရှိတဲ့ saving account ကိုထည့်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကိုထုတ်မဲ့ငွေပမာဏကိုရေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ correct ကိုတစ်ခါထည့်နှိပ်လိုက်ပါမယ်ခဏလေးစောင့်ပေးလိုက်ရအောင် Okay ပတ်စံကထောက်လာပါပြီဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့စလီစာရွက်ထည့်ယူရမှာဖြစ်ပါတယ်ဒီနေရာမှာစလီစာရွက်ထည့်ယူမှာဆိုလို့ရှိရင်အနီအောင်လေးရှိတဲ့ဘက်ကခလုတ်ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကစလီမယူမှာဖြစ်တဲ့အတွက်အစင်းရောင်စာတန်းလေးကိုနှိပ်ပြီးတော့ထွက်လိုက်ပါမယ်ဘဏ်ကတ်တစ်ခုပဲထွက်လာမှာဖြစ်ပါတယ်။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်။